ဒီကနေ့ဘုရားရှင်ဖန်ဆင်းပြီးတော်မူတဲ့နေ့ရက်တရက်ဖြစ်တဲ့နော်စာလံကျမ်းထဲမှာလည်းပြောထားတယ်။ဤနေ့ရက်သည်ထာဝရဘုရားဖန်ဆင်းတော်မူရာနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရှင်လန်းကြကွယ်လို့ဖော်ပြထားပါတယ်။နှုတ်ကပတ်တော်ထဲမှာရှိတဲ့အတိုင်းပဲဒီကနေ့ကျမတို့ချစ်ခင်လေးစားရတဲ့တဲနောင်နဲ့ပေါ့နော်ပုံတို့ရဲ့ထိမ်းမြမင်္ဂလာခြင်းမှုပြုရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ရှိသောနေရာအသီးသီးကနေပြီးတော့မှနေရာယူကြဖွင့်ရအတွက်လည်းအားလုံးကိုဖိတ်ခေါ်လိုပါတယ်။ပဏာမကျမ်းစာတစ်ပိုက်ဖတ်ကြားပါမယ်။ရှင်မာကုခရစ်ဝင်ကျမ်းခန်းကြီး30အပိုင်ငယ်6ခွန်8ဘုရားသခင်ဖန်ဆင်းတော်မူစားကယောက်ျားနှင့်မိန်းမ2ယောက်ဒီကိုဖန်ဆင်းတော်မူ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုစွန့်၍ကိုခင်ပိုးနိုင်မိဝဲသဖြင့်ထိုသူ2ယောက်တို့သည်တရားတကိုယ်ဒီဖြစ်ရလိမ့်မည်ထိုကြောင့်လင်မယားတို့သည်2ဦးမဟုတ်1ဦးဒီဖြစ်ကြ၏လောကဘတ်တော်အပြင်အားလုံးပြကောင်းကြည့်ပေးပါစေဟုတ်ကဲ့ကျွန်တော်တို့တော့နည်းနည်းတော့เนาะစိတ်လှုပ်ရှားကြတယ်ပေါ့เนาะသူတို့သားသူတို့သမီးနဲ့အပြိုင်ဘာတွေများနော်ဘသူတွေများထွက်လာမလဲဆိုပြီးမျှော်လင့်နေကြပါတယ်။အဲကြောင့်စကိုင်းတိုင်းဒေသကြီးမုံရွာမြို့နေဦးကျင်စက်ပုံးခါဦးကျိန်ဒေါ်တန်းတင်တို့၏အထွေးဆုံးသားမောင်တဲနောင်ခေါ်ပေါင်နှုံးနှင့်ရန်ကုန်မြို့တကုံစိတ်ကမ်းမြို့နယ်ယူဇနာဥယျာဉ်မြို့တော်နေဦးမြင့်ဝေဒေါ်အေးအေးပြုံးတို့၏တတိယမြောက်သမီးမပန်းဤဖြူခေါ်ပုံပုံသူတို့ရဲ့ခရိယန်ထုံးတန်းစင်လာနေညီတန်ရှင်းသောထိမ်းများမင်္ဂလာဆောင်နှင်းခြင်းမှုကိုယနေ့ဘုရားရှင်ကောင်းကြီးပေးသောမတ်လ10ရက်2025ခုနှစ်စနေနေ့မှာဝရော့အေဂျီဖျားเจ้า၌မင်္ဂလာချိန်ကြားရောက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အစပြုရမှာဖြစ်ပါတယ်။အဲကြောင့်မို့လို့ကျွန်တော်တို့ဒီချိန်မှာအစပြုဆုတောင်းဖို့ရန်အတွက် Reverend ပေါတိတ်လျံကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်။ဆုတောင်းကြပါစို့ထိမ်းများဆောင်နှင်းခြင်းအမှုကိုအစအပြုဖန်ဆင်းတော်မူသောအဖထာဝရမြတ်စွာသောဘုရားရှင်ဒီကနေ့ကိုရောရှင်ရဲ့ကောင်းကြီးပေးထားသောအမှုအရာကိုရောသားနဲ့သမီးပေါ်မှာပြည့်စုံလာပြီဖြစ်သောကြောင့်ကိုရောရဲ့ဂျေဇုတော်ကိုအထူးပဲချီးမွမ်းပါတယ်ဖလောကပတ်တော်လာဒီတိုင်းပဲကိုရောနာမ၌ဤကဲ့သို့ကိုရောရဲ့ရှေ့လူတို့ရဲ့ရှေ့၌ထိမ်းများဆောင်နှင်းခြင်းသစ္စာဂတိပြုခြင်းဒါမျိုးပြုအပ်သောအမှုရအလုံးစုံပေါ်မှာဥဆောင်မဲ့အစီအစဉ်ကဏ္ဍတစ်ခုစီတိုင်းပေါ်မှာကိုရောကောင်းချီးပေးပါအထူးသဖြင့်တန်ရှင်းသောဝိညာဉ်တော်ဖရာဆုံဖက်ပေးသောဗိတ်တိတ်ကောင်းချီးပေးသောအစီအစဉ်ဖြစ်စေတော်မူပါချိန်နာအဆက်အလဲဆုံးတော့တန်ရှင်းသောဝိညာဉ်တော်ဖရာဥဆောင်ပါအထူးသဖြင့်ဒီကနေ့မှစ၍ထိမ်းများဆောင်နေမဲ့ကိုရောသားနဲ့သမီးတို့ရဲ့အိမ်ထောင်အသက်ပေါ်မှာလဲဖရာရှင်အထူးဗိတ်တိတ်ခြင်းနဲ့အစပြုနိုင်ဖို့လုံငါအစီအစဉ်တစ်ခုလုံးပေါ်မှာဖယားရှင်ကောင်းချီးပေးပါကိုရောဆုံးဖြတ်ပြီးတော့အမှုကိုဘယ်သူမှမခွဲမခွာစေနဲ့ဟူသောနှုတ်ကပတ်တော်လာဒီတိုင်းပဲကိုရောဖျားထာမလာသောတည်မြဲခြင်းချစ်ချင်းမြတ်တာနဲ့တည်ဆောက်သောကိုရောဗိတ်တိတ်နဲ့အစပြုသောအိမ်ထောင်မင်္ဂလာဖြစ်စေခြင်းကအိမ်ထောင်မိသားစုဖြစ်နိုင်စေခြင်းကကိုရောကောင်းချီးပေးပါဒါမျိုးပြုသောအမှုရအလုံးစုံပေါ်မှာတန်ရှင်းသောဝိညာဉ်တော်ဘုရားသခင်ဒီအထူးဗိတ်တိတ်ကောင်းချီးပေးလေလမ်းပြပို့ဆောင်ပါမိကြောင်းဤနေ့ရက်အတွက်အထူးပဲယေရှုတော်ဘာကိုချီးမွမ်းရတဲ့အမှုရလုံးစုံအတွက်မြတ်သောယေရှုဖခင်နာမကိုအမိပြုလဲဆုတောင်းဆက်ကပ်အနံ့ကြပါသည်ဖမြတ်စွာသောဘုရားရှင်အာမင်စာပြုဆုတောင်းပေးသွားတဲ့ Reverend ပေါတိတ်လျံကိုထူးကျေးဇူးတင်ပါတယ်အခုချိန်မှာတော့เนาะကျွန်တော်တို့ဒီပွဲအတွက်ပေါ့เนาะဘုရားကောင်းကြီးပေးတဲ့သူတို့သမီးမင်းသမီးလည်းဖြစ်ပါလိမ့်မယ်ပေါ့နော်သူတို့ရဲ့အဖွဲ့ကဝင်ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ပြည်သက်များအားလုံးရှိသောနေအသီးသီးကနေဂုဏ်ပြုပြီးတော့မှကျွန်တော်တို့မတည့်ရပြီးတော့မှကြိုးဆိုကြရအောင်
စုတင်ပါတယ်အားလုံးပြန်ထိုင်နိုင်ပါပြီအခုဆက်လက်ပြီးတော့ပါတဲနောင်နဲ့ပုံပုံတို့အတွက်ပေါ့နော်မင်္ဂလာဂုဏ်ပြုသခြင်းကိုတော့ဆရာဗန်နော်ဆောင်းနဲ့ဆရာမဒီမလို့စီကနေဈာနာပွင့်အတွက်ဖြစ်ပါတယ်ယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ် ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတငယ်ချင်းပုံကိုဂုဏ်ပြုခွင့်ရတဲ့အတွက်ဖခင်ရဲ့ကြီးစုတော်ကိုထူပဲချီးမွမ်းနဲ့ဖခင်ပေးတဲ့အိမ်ထောင်ဆိုတဲ့တခြင်းတရားချင်းဂုဏ်ပြုချီးမွမ်းချင်ပါတယ် ဖြစ်နေပြီ Ain't no
မင်္ဂလာဂုဏ်ပြုသခြင်းတည်ဆူပေးသွားတဲ့ဆရာဗန်လုံဆောင်နဲ့ဆရာမဒီမနိုဇနီမောင်နှံလည်းကျေးဇူးတင်တယ်ဖျားဆက်လက်ကောင်းချီးပေးပါစေအခုချိန်မှာတော့ကျမတို့လက်ထပ်ထိမ်းများခြင်းနဲ့ဆိုင်ပြီးတော့မှတရားဒေသနာများတော်၎င်းထိမ်းများခြင်းအမှုများကိုပြုသွားဖို့ရန်အတွက်ကျွန်တော်တို့ World of AG အသင်းတော်ရဲ့ Senior Pastor ဖြစ်တယ်လို့မြန်မာနိုင်ငံ AG အသင်းတော်များထွေထွေသာသနာကောင်စီရဲ့လက်ရှိအထွေထွေတွင်းရင်မှုဖြစ်တဲ့ကျွန်တော်တို့ချစ်ခင်လေးစားတဲ့ဖသင်းဦးဆရာကြီး Reverend Dr. ဆွန်စပါကိုချိန်ပေးပါတယ်အားလုံးလက်ခုပ်တီးပြီးတော့မှကြိုဆိုကြရအောင်စီယိုစွာဖျက်ရှင်နာမတော်ကိုချီးမွမ်းပါတယ်ဒီမနေ့တာယာတော်နာနေခင်၌မင်္ဂလာရှိတော်နာနေခင်၌ကျွန်တော်ကျမတို့ဒီမင်္ဂလာကိစ္စကိုဆောင်ရွက်ဖို့ရန်အတွက်တရုတ်သားအဖွဲ့တရုတ်သမီးအဖွဲ့မှဆာ၍နဖက်တော်မိဘများဂုဏ်အတိရှိလူကြီးများအားလုံးဒီနေရာမှာစုံလင်စွာဘုရားသခင်ပို့ဆောင်ပေးတဲ့အတွက်စီယိုစွာပို့ဆောင်ပေးတဲ့ဖျက်ရှင်နာမတော်တာရီမုန်းကြပါစေအားလုံးကြွားရောက်ချီးမြှင့်ကြကုန်သောမိဘညီကိုမောင်နှမများအားလုံးပေါ်မဲ့အပေါ်၌တော်၎င်းတရုတ်သားဖွဲ့တရုတ်သမီးဖွဲ့ပေါ်မှာတော်၎င်းအထူးခရသခင်ကောင်းချီးချပေးပါစေဒီနေ့ကျွန်တော်အနေနဲ့လည်းမင်္ဂလာဆောင်နေခြင်းအမှုကိုပြုဖို့ရန်အတွက်အင်းရှင်မိသားစုအနေနဲ့ခေါ်ဖိတ်တဲ့အတွက်လည်းဂုဏ်ယူပါတယ်တန်ရှင်ထိမ်းမြချင်းထိမ်းမြချင်းလက်ထမင်္ဂလာစီစဉ်ကိုမတော်ခင်မှာနှုတ်ကပတ်တော်အနေငယ်ကျွန်တော်ဝင်ငါတွားခြင်းတာဖြစ်ပါတယ်လက်ထထိမ်းမြချင်းနဲ့ပတ်သက်ပြီးတော့အနေငယ်နှုတ်ကပတ်တော်အပြင်ကျွန်တော်ဝင်ငါတွားခြင်းတာဖြစ်ပါတယ်ရှေမာတဲ့အခန်းကြီး19အငယ်6ကိုအဒီကထားပြီးတော့အနေငယ်ဝင်ငါတွားမှာဖြစ်ပါတယ်ထို့ကြောင့်လက်မယားတို့သည်နှစ်ဦးမဟုတ်တဦးတည်းဖြစ်သည်ဖယားသခင်ဖက်ဆက်၍တပူးတင်တော်မူသောအရာကိုလူမခွဲမခွာစီနှင့်ဟုတ်မိန်တော်မူ၏ဖတ်တော်တဲ့ချမ်းပါရဖြင့်ရောက်ရှိတဲ့ပေါ်မှာတော်၎င်းဒီနေ့ထိမ်းများလက်ထချင်းတန်ချင်းသောထိမ်းများလက်ထချင်းကိုယူမဲ့တရုတ်သားတရုတ်သမီးအပေါ်မှာတော်၎င်းအားလုံးပေါ်မှာအထူးဘုရားကောင်းကြီးချပေးပါစေကဲအားလုံးသိတဲ့တိုင်ပဲမင်္ဂလာဆောင်ခြင်းဆိုတာကမသိတဲ့လူတယောက်မှမရှိပါဘူးဒါပေမဲ့အဲ့ဒီမင်္ဂလာဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းရှင်းစားမယ်ဆိုလို့ရှိရင်အမျိုးမျိုးရှင်းစားရှာရှိပါတယ်လောကမှာဘာသာကြီး၄ရက်ရှိပါတယ်အဲ့ဒီဘာသာအလိုက်လေသူတို့မင်္ဂလာဆောင်ခြင်းရှိပါတယ်ကျွန်တော်ခရစ်ယာန်ဘာသာမှာလည်းခရစ်ယာန်ထုံးတမ်းစံလာရမင်္ဂလာဆောင်ခြင်းဆိုတာလည်းရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်လောကီသားလူသားများအနေနဲ့မင်္ဂလာဆောင်ခြင်းဆိုတာကဘယ်သူမဆိုအတွက်မဆန်းပါဘူးအားလုံးသိကြပြတာဖြစ်ပါတယ်ဒါပေမဲ့အတိပယ်ဖွင့်ဆိုချက်နားလေမှုကတော့တူချင်းမှတူမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်အနေနဲ့မင်္ဂလာဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့ခရိယန်ယုံကြည်သူများရှုတော်ကနေကြည့်ပြီးတော့ကျွန်တော်ဝင်ငါသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ထိမ်းများလက်ထချင်းမင်္ဂလာတန်ရှင်တော်လက်ထချင်းတန်ရှင်တော်ထိမ်းများချင်းဖယားသခင်ရှိမှတော်၎င်းလူရှိမှတော်၎င်းဒီနေ့ဒီမနဲ့လူပဲပေါ့နော်တရုတ်သားနဲ့တရုတ်သမီးတန်ရှင်စွာနဲ့ထိမ်းများလက်ထချင်းဆိုတာနံပါတ်1နဲ့ကျွန်တော်ပြောချင်တယ်လေဆိုလို့ရှိရင်တော့ဖယားသခင်ကအစပြုတယ်ဖယားသခင်အကျဉ်းစီတော်ဖြစ်တယ်ဆိုတာနံပါတ်1ကျွန်တော်ပြောချင်တယ်ဒီနေ့လူကအစတာမဟုတ်ဘူးဖယားကအစဖြစ်တာဖြစ်တယ်ကဘာဦးမှာကြည့်မယ်ဆိုလို့ရှိရင်ဖယားသခင်ကဖန်ဆင်းခြင်းအစပြုတဲ့အချိန်မှာလူကိုမဖန်ဆင်းခဲ့မှာတော့ခတ်တဲ့တော့ရာအားလုံးလူအတွက်လူအပ်တဲ့ရာအားလုံးကိုလူမဖန်ဆင်းခင်မှာအကုန်လုံးအပြည့်စုံဖန်ဆင်းတယ်စားဖို့တောက်ဖို့နေဖို့အိမ်ပါငါအကုန်လုံးပြည့်စုံပြီးမှလူအာရန်ကိုဖန်ဆင်းတယ်ဒါကြောင့်ဖယားသခင်အလိုတော်ကဒီမှာတွေ့ရတယ်လေဆိုလူဟာပြည့်စုံစွာစုံလင်စွာနဲ့အသက်ရှင်ဖို့ဆိုတာဖယားလည်းတို့အလိုတော်ဖြစ်တယ်ဒါပေမဲ့ခုချိန်မှာပြန်ကြည့်လို့ရှိရင်လူတွေကလူအပ်တော်သူမြတ်ဖြစ်ကြတယ်မပြည့်စုံဘူးမလူလူအပ်တာတွေကြီးပဲအဲ့ဒါကပါလေအားလုံးသိတဲ့တိုက်ပဲပြစ်မှုအပြစ်ဝန်လာလို့မယုံကြည်မှုကြောင့်လောကမှာဒါဒီကိုဝန်လာတာဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုတော့မပြောတော့ဘူး
ဆရာပြောချင်တာကအစပြုတ်တဲ့အချိန်မှာကောင်းကင်မြေကြီးခတ်သိမ်းတော့ရအားလုံးကိုဖန်ဆင်းပြီးပါနောက်ဆုံးတော့နေ့ရက်မှာအာဒန်ဆိုတဲ့လူပုဂ္ဂိုလ်ဖန်ဆင်းတယ်နော်ကြည့်လို့ရှင်တော့အာဒန်ကဖန်ဆင်းတဲ့အချိန်မှာလူလီတီမရှိအောင်ပြည့်စုံစွာဘုရားကလောကမှာအေဒင်ဥယျာဉ်ထဲမှာကောင်းကောင်းထားတာဖြစ်တယ်စားဖို့တောက်ဖို့လည်းရှိတယ်နေဖို့ထိုင်ဖို့လည်းရှိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဘုရားကကြည့်တဲ့အခါမှာမပြောဘူးသူဖန်ဆင်းထားတဲ့အာဒန်ကိုကြည့်တဲ့အခါမှာမပြောဘူးနော်တယောက်တည်းဖြစ်နေတဲ့ loneliness အထီးကျင်ဘဝဖြစ်တာစားဖို့တောက်ဖို့မရှိဘူးလားရှိပါတယ်နေဖို့ထိုင်ဖို့မရှိဘူးရှိပါတယ်ဒါပေမဲ့အထီးကျင်ဖြစ်သွားတယ်ဒါကြောင့်ဘုရားသခင်လည်းနော်မကျင်တတ်သေးဘူးဘာပဲဖြစ်ဖြစ်အာဒန်အတွက်အဖို့တယောက်ကိုဖန်ဆင်းမယ်ဆိုပြီးတော့အာဒန်ကိုအိတ်ကြီးကိုအိတ်စီပြီးတော့အဲ့ဒီခက်ထဲကနေနန်ရွတ်တချောင်းကိုထုတ်ပြီးတော့လူမင်းမကိုဖန်ဆင်းပြီးတော့နှစ်ယောက်စလုံးအဲ့ဒီဥယျာဉ်ထဲမှာကောင်းကောင်းထားတယ်အဲ့ဒီချိန်မှာတော့ဖခင်လည်းပြောတယ်သူတို့နှစ်ယောက်လည်းပြောသွားတယ်ပြီးတော့သူတို့နှစ်ယောက်ပဲမဟုတ်ပဲညနေချမ်းချိန်မှာအဲ့ဒီဥယျာဉ်ထဲမှာဖခင်တခင်လည်းတွားလဲပြီးတော့မေတ္တာရဖွင့်ချတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဟာလေလုယာဒါကြောင့်ဖခင်တခင်ဖန်ဆင်းတဲ့အိမ်ထောင်ဟာတာယာတော့အိမ်ထောင်ဖြစ်ပြီးတော့နော်လူယောက်ျားနဲ့လူမင်းမရှိပြီးတော့နောက်တစ်ဖွဲ့ကပါလေဖခင်တခင်ကိုယ်တိုင်သူတို့အလယ်မှာတူပါရှိတယ်ဒါကြောင့်တာယာတော့အိမ်ထောင်မိသားစုဆိုတာသုံးဖွဲ့ရှိရအမျိုးသားရှိရမယ်အမျိုးသမီးရှိရမယ်ပြီးတော့ဖခင်တခင်ရှိရမယ်အမျိုးသားနဲ့အမျိုးသမီးလည်းမဖြစ်အောင်အဲ့ဒီနေရာထဲလည်းတော့မပြည့်စုံသေးဘူးဖခင်ပါမှပြည့်စုံမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာကထိမ်းမြလက်ထပ်ခြင်းဆိုတာကဘယ်သူကစပြုတ်တယ်လဲဖခင်တခင်ကိုယ်တိုင်စပြုတ်တယ်ဘယ်သူအကျင့်စီလဲဖခင်တခင်အကျင့်စီတော့ဖြစ်တယ်တာယာတော့မိသားစုဖြစ်ဘူးပြုံးစွန်းတော့ဝတ်မြုပ်တော့မိသားစုဖြစ်ဖို့အတွက်ဖခင်တခင်ကအစကနေလူအစနော်ဖန်ဆင်းတဲ့အချိန်ကနေစပြီးတော့နော်ထိမ်းမြလက်ထပ်ခြင်းဆိုတာဖခင်ကိုယ်တိုင်စပြုတ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့ဒီချိန်မှာတော့ပါစတာမရှိဘူးဆိုတော့ပါစတာကဘယ်လိုဖြစ်မလဲဖခင်တခင်ကိုယ်တိုင်ပဲဖြစ်မှာပဲပရိသတ်ဒီဘယ်လိုဖြစ်ကြမှာတဲ့နော်တခြားလူတွေမရှိဘူးဆိုတော့ကောင်းကင်တမန်မြဲလည်းဖြစ်မှာပေါ့နော်ကျွန်တော်အဲ့ဒါတော့မသိတော့ဘူးဒါဖြစ်မဲ့ဖခင်တခင်ကိုယ်တိုင်လက်ထိမ်းမြလက်ထပ်ခြင်းမင်္ဂလာဆောင်ခြင်းဆိုတာကအစပြုပြီးတော့သူရဲ့အကျင့်စီတော်ဖြစ်တယ်ဆိုတာနံပါတ်1နော်မထားကြရအောင်လူအနေနဲ့အတွေ့အကြုံမှုအဖြစ်လူရဲ့စန္ဒနဲ့ထိမ်းမြလက်ထပ်တာမဟုတ်ဘူးဖခင်ကပဲအစပြုတယ်ဆိုတာဒီနေ့နံပါတ်1နားလည်ရအောင်နံပါတ်2အဲ့ဒီလိုထိမ်းမြလက်ထပ်ခြင်းမင်္ဂလာဆောင်ခြင်းကိုဘာအတွက်လဲဘာရည်ရွယ်ချက်လဲအဲ့ဒါဒုတိယနဲ့အစဉ်ဆိုင်အောင်ရည်ရွယ်ချက်ကဘာရည်ရွယ်ချက်လဲအဲ့ဒီကဘာဦးချင်းကိုပဲကျမ်းစာကိုဖတ်တဲ့အခါမှာကျွန်တော်3ချက်ပဲပြောတော့မယ်မြုပ်မြတ်စွာရှေ့ကောင်းရှိပါလိမ့်မယ်မင်္ဂလာဆောင်ခြင်းနဲ့ရည်ရွယ်ချက်3ချက်နံပါတ်1ပါလဲပွားများဖို့တူပွားဖို့ကဘာကူပြင့်ပြီးတော့ပြီးဝဖို့ပေါ့နော်အဲ့ဒါကြောင့်နံပါတ်1ပွားများဖို့ဖြစ်တယ်နံပါတ်2ပါလဲဖယားဖန်ဆင်းထားတော့ရအားလုံးပေါ်မှာအုပ်စုဖို့အုပ်စုခြင်းအာဏာရှိပြီးတော့နံပါတ်3ကပါလဲတာယာတော့အိမ်ထောင်တည်ဆောက်ဖွင့်အတွက်မင်္ဂလာဆောင်ခြင်းကိုဖယားတခင်ကိုယ်တိုင်အစပြုပြီးတော့ဖယားတခင်ကိုယ်တိုင်ကလည်းအဲ့ဒီလိုကျွန်တော်တို့ကိုကြံစီပြတာဖြစ်ပါတယ်ဒီနေ့မင်္ဂလာဆောင်ခြင်းနဲ့ရည်ရွယ်ချက်ကပါလဲပွားများဖို့အုပ်စုခြင်းအာဏာရှိဖို့တာယာတော့အိမ်ထောင်တည်ဆောက်ဖို့ဖြစ်တယ်နော်မင်္ဂလာတော့ဆောင်ပါတယ်အခမ်းအနားကြီးကြီးကျယ်ကျယ်ဆောင်ပြီးတော့နောက်တရက်နှစ်ရက်မှာတလနှစ်လမှာအိမ်ထဲမှာပကံပြပြန်တာတို့ဘာလို့မရှိရှိရဘူးနော်မိဖို့ချောင်းထဲမှာဒရမ်တီတာတို့ဘာလို့မရှိရှိရဘူးနော်စတေးရှူလည်းမဟုတ်ပဲနဲ့အဲ့ဒါဒီဖရလူတော့မဟုတ်ဘူးနော်ကိုယ်ပြဖို့လည်းဖရလူတော့မဟုတ်ပြန်ကိုယ်ဖို့ဆိုတာဖရလူတော့အဲ့ဒါကြောင့်ဝါများပြီးတော့နော်တာယာတော့အိမ်ထောင်ပြုံးစွန်းတော့အိမ်ထောင်တည်ဆောက်ဖွင့်တွေ့ဒီနေ့မင်္ဂလာဆောင်ခြင်းရည်ချက်ဖယားပြင်ဆင်ပြတာဖြစ်ပါတယ်တမျိုးပြောမယ်ဆိုရင်ဖယားကအိမ်ထောင်မိသားစုဘယ်လိုဖြစ်စီခြင်းတလဲဆိုလို့ရှိရင်တော့ကောင်းကင်နိုင်ငံရဲ့အယတာကောင်းကင်နိုင်ငံရဲ့ပြုံးစွန်းမှုကိုလောကမှာရှိနေတဲ့
ချိန်မှာဖယားသားသမီးများကအင်ထောင်မိသားစုအပြင်ပြည့်ရှိခြင်းလားဟာလေလုယာအဲ့ဒါပဲပျော်ရွှင်တော့အင်ထောင်မိသားစုတာယာတော့အင်ထောင်မိသားစုကောင်းကင်ကိုကျူတင်ပြီးတော့ခံစားတာဒါကြောင့်ဘီလီဂရမ်မှာပြောဖို့လေသူအသက်ရှင်တော့ကောင်းကင်နိုင်ငံအရသာကိုခံစားခြင်းလို့ကျွန်တော်ငါတို့အင်ထောင်မိသားစုမှာလာလေကြပါလာမီးစကြပါအဲ့ဒါကြောင့်လက်ထချင်းဆိုတာကတာယာတော့အင်ထောင်တည်ဆောက်ပြီးတော့ပျော်ရွှင်တော့အသက်တာပျော်ရွှင်တော့မိသားစုဖြစ်ဖို့လူတွေကကျွန်တော်အင်ကိုလာလေတဲ့အခါမှာကောင်းကင်နိုင်ငံလိုအရသာခံစားပြီးတော့ပျော်ရွှင်စွာနဲ့ဇနီးမောင်နှံနေပြီးတော့အဲ့ဒီကတော့မှဒီအင်ထောင်ကတကယ်တာယာပါလားတကယ်ပျော်စရာကောင်းပါလားဆိုပြီးတော့မြင်တွေ့ခံစားဖွင့်အတွက်ဖယားတကယ်အလိုတော်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဇနီးမောင်နှံလက်ထချင်းဆိုတာကဇနီးမောင်နှံလူယောက်ျားနဲ့လူမိန်းမပေါင်းစည်းုံနဲ့မဟုတ်ဘူးတာယာတော့အင်ထောင်မိသားစုဖြစ်ဘူးအာရနဲ့အေဝကိုလည်းဖယားကတာယာတော့အင်ထောင်မိသားစုနော်တီဆောက်ဖွင့်ရည်ရွယ်တဲ့အတိုက်ပဲအဲ့ဒီဥယျာဉ်ထဲမှာလူလီတီးမရှိအောင်အကုန်လုံးပြည့်စုံနဲ့ထားပြတဲ့နောက်ပိုင်းမှာလူယောက်ျားလူနော်အာရနဲ့မိန်းမကိုဖန်ဆင်းပြီးတော့အဲ့ဒီပြည့်စုံသောနေရာဖြစ်တဲ့အဲ့ဒီဥယျာဉ်ထဲမှာဖယားတခင်နဲ့မိတ္တဟာရဖွင့်ပြီးတော့နော်တာယာတော့အင်ထောင်အနေနဲ့နော်အသက်ရှင်ဖွင့်ရတဲ့သူဖန်ဆင်းထားတော့အာရနဲ့အေဝကိုအဲ့ဒီနေမှာထားတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မိသားစုဆိုတာကတာယာဖို့ဖြစ်တယ်ယံဖြစ်ဖို့မဟုတ်စကားမြတ်ဖို့တော့ဖြစ်တတ်တယ်ဘာဖြစ်လို့လဲမိသားစုဖြစ်တဲ့အချိန်မှာတော့အခါတလေနော်ကျွန်တော်စကားပုံရှိတာပဲရှာနဲ့တွားနော်အဲ့ဒါကြောင့်စကားတော့မြတ်တတ်ပါတယ်နည်းနည်းတော့အထိခိုက်နော်အထိအငေါက်တွေတော့ရှိတတ်ပါတယ်ဒါမဲ့ပြန်လဲပြီးတယ်ပြီးတော့တာယာတော့မိသားစုဖြစ်ဖို့ဆရာတပားကပြောလဲဆိုတော့နော်ဆရာတပားရဲ့မိမကပြောခဲ့ဖို့လဲဆိုတော့ဆရာနဲ့တော့မှန်ပါတယ်ဒါမဲ့အဲ့ဒီဆရာနဲ့တော့ထဲမှာဆရာဖြစ်ရတာကမလွယ်ဘူးတဲ့တော့ပြဿနာမရှိဘူးဆရာဖြစ်ရတာမလွယ်ဘူးတော်တော်နာတယ်ဟုတ်တယ်နော်ရှင်နဲ့တော့နော်ကြိုက်တတ်တယ်မှန်တယ်ကြိုက်ပြီးမဲ့ဘယ်သူခံစားလဲဆရာကခံစားတယ်တော့ကတော့ကြိုက်တာပဲရှိတယ်အဲ့ဒါတော့တပိုက်ပေါ့နော်ကြည့်ကောင်းပြီနောက်ဆုံးအနေနဲ့သုံးချက်အနေနဲ့တာယာတော့မိသားစုဖြစ်ဖို့ဘယ်လိုလုပ်ကြမလဲဒါကြီးကြီးဆုံးဖြစ်တယ်တာယာတော့အိမ်ထောင်မိသားစုဖြစ်ဖို့ကျွန်တော်အချက်၅ချက်ကိုဝင်ငါသွားမယ်နံပါတ်1တပူးငီတော့သူမြတ်ဖြစ်ရမယ်လူယောက်ျားလူမင်းမနှစ်ယောက်စလုံးကတပူးငီရမယ်ကိုရင်တူတူတဲ့ဆောင်ခန်းကြီး6ငယ်7လေးမှာတပူးမငီတော့သူမြတ်နဲ့အတူမနေကြနဲ့နော်ယုံကြည်ချက်ခံယူချက်နော်ဟင်းနိုင်တယ်ဆိုရင်လောကစကားနဲ့ပြောရင်ဘာသာတစ်ခုထဲမှာနေတော့သူမြတ်ဖြစ်ရမယ်ယုံကြည်ခြင်းတစ်ခုထဲမှာနေတော့သူမြတ်ဖြစ်ရမယ်ဒီနေ့တဲနောင်နဲ့ပါဏိဖြူတို့ဆိုလို့ရှိရင်တော့သူတို့ယုံကြည်သူအချင်းချင်းဖြစ်ကြတယ်ဝမ်းသာစရာပဲတာယာတော့မိသားစုဖြစ်ဖွယ်အတွက်အလားလာရှိပဲနော်ဒါပေမဲ့လက်တွေ့မခံစားသေးဘူးဆိုမပြောတတ်ဘူးနော်နော်တာယာတော့မိသားစုဖြစ်မှာပါအဲ့ဒါကြောင့်နံပါတ်1တပူးငီတော့သူမြဖြစ်ရမယ်ယုံကြည်သူနော်ယုံကြည်တော့အရာခံယူတော့အချက်လေးတွေကိုတူငီရမယ်တမျိုးပြောမယ်ဆိုလို့ရှိရင်ခရိယန်စကားလုံးနဲ့ပြောမယ်ဆိုရင်နှစ်ယောက်စလုံးက born again ဖြစ်ရမယ်ဖယားသားဖယားသမီးမြဖြစ်ရမယ်အဲ့ဒီအရာကတာယာတော့မိသားစုဖြစ်ဖို့ရတဲ့90ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်တော့အဲ့ဒီမှာပါတော့ပြီကိုခံယူချက်ကိုယုံကြည်ချက်တူညီတယ်ဆိုလို့ရှိရင်ကျန်တဲ့ရာအားလုံးကိုလည်းညှိလို့ယူလို့ရတော့မှာဖြစ်ပါတယ်ဒါကြောင့်နံပါတ်1တပူးညီတော်သူမြတ်ဖြစ်ရမယ်နံပါတ်2မိသားစုဆိုတာကဇနီးမောင်နှံဆိုတာကပါလေညှိယူတော့ဘဝညှိယူတော့အရာတာယာတော့မိသားစုဖြစ်ဖို့ပဲဖြစ်ဖြစ်ဇနီးမောင်နှံဖြစ်ပြီးဆိုလို့ရှိရင်တော့ညှိယူဖို့ပဲဖြစ်တယ်ဘာဖြစ်လို့လဲနှစ်ယောက်စလုံးကမွေးတဲ့နေရာမှမတူတာဘယ်ကောင်လည်းမတူဘူးတော့ကိုမိဘဒီလည်းမတူကြဘူးနေရာဒေသလည်းမတူကြဘူးအဲ့ဒါကြောင့်ကျွန်တော်ကြည်ပြည့်တဲ့နေရာကတဏှာစီဖြစ်တဲ့အတွက်ကြောင့်မလို့တဏှာစီမှာနေတဲ့လူနှစ်ယောက်ကိုပေါင်းရှိတဲ့ခါမှာညှိယူဖို့ပဲလိုအပ်တာဖြစ်တယ်ညှိတတ်တော့သူမြတ်ဖြစ်တယ်ဆိုရင်
ပျော်ရွှင်သောမိသားစုဖြစ်လာမယ်ဟာလေလုယာသူတို့နှစ်ယောက်ကတော့တိပိတာဖြစ်တယ်တိတ်ပြီးတော့ပြဿနာမရှိဘူးဘာသာစကားလည်းပေါက်တယ်တချို့ဆိုလို့ရှိရင်ဘာသာစကားမပေါက်တဲ့လူလည်းပေါင်းတာပဲကျွန်တော်ဒီမလဲဖခင်เจ้าအဟောင်းမှာပဲတယောက်ဆိုလို့ရှိရင်ကျွန်တော်အတဲ့တော့ကနေကိုရီးယားယောက်ျားတစ်ယောက်ဟိုချင်းတုံကကြီးကြွကနေမိန်းမတစ်ယောက်အဲ့ဒီမိန်းမကလည်းဗမာစကားလည်းမတူအင်္ဂလိပ်စကားလည်းမချင်းစကားပဲတတ်အဲ့ဒီကိုရီးယားလည်းလာပြီးတော့အင်္ဂလိပ်စကားလည်းမတတ်ဗမာစကားလည်းမတတ်ကိုရီးယားစကားပဲတတ်ဒါပေမဲ့ဖခင်နာမနဲ့ပေါင်းရှိပြီးတော့နော်လက်ထပ်လိုက်တဲ့အခါမှာခုထိအလုပ်ဖြစ်နေတာပဲဘာသာစကားနဲ့မဆိုင်အလုပ်ဖြစ်နေတာပဲသားသမီးတွေထောင်းကားပြီးတော့တာယာတော့မိသားစုဖြစ်နေတာပဲဟာလေလုယာအဲ့ဒါကြောင့်အဲ့ဒါလည်းတစ်မျိုးပေါ့နော်ကျွန်တော်ပြောချင်တာကလူယောက်ျားလူမင်းမဆိုတာကကျွန်တော်ငယ်ရွယ်ချင်းမှာဘယ်တော့မတူကြဘူးဒလိထုံတန်းရှင်လာလည်းမတူကြဘူးအဲ့ဒါကြောင့်အဲ့ဒီနှစ်ယောက်ကိုအချိန်တန်တဲ့အခါမှာဇနီးမောင်နှံဖြစ်ဖို့တမိသားစုတဲ့ဖြစ်ဖို့ဖယားကြံစီတဲ့အတိုင်းပဲနော်တလုံးတဝတိဖြစ်ဖို့လည်းဖြစ်တဲ့အခါမှာညှိယူဖို့အရန်လိုအပ်ပါတယ်စားတာတောက်တာမှအစညှိရမယ်ကြိုက်တာမှအစအကုန်လုံးညှိရမယ်ညှိယူတော့ဘဝဖြစ်တယ်အိမ်ထောင်မိသားစုဘဝဆိုတာညှိရမယ်မကုံမချက်ညှိရမယ်ကျွန်တော်ဇနီးမောင်နှံဆိုနှစ်ပေါင်း30ကျော်ပြီ30နှစ်ထဲမှာဝင်တော့ခုအထိညှိယူတော့မယ်သူတဘောကိုလည်းကျွန်တော်အကုန်လုံးမသိနိုင်သေးဘူးသူကလည်းကျွန်တော်ကိုသိချင်မှသိမယ်အဲ့ဒါညှိယူတော့မယ်ဖြစ်တယ်ဒါကြောင့်အဲ့ဒီညှိယူချင်းဆိုတာကတည်တဲ့ထိညှိယူဖို့ဖြစ်တယ်နော်အဲ့ဒါဘဝအိမ်ထောင်တည်ဆောက်တယ်ဆိုတာညှိယူချင်းဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တယ်နောက်အဲ့လိုညှိယူတဲ့အခါမှာဘာကိုအခြေခံရမလဲဖိလိပ္ပိအခန်းကြီး1အငယ်4မှာပြီးတော့9မှာပြောတဲ့အတိုင်းပဲယေရှုခရစ်တော်၌ရှိသောစိတ်တဘောကိုတင်တို့၌လည်းရှိကြတယ်ယေရှုခရစ်တော်စိတ်တဘောနဲ့ကျွန်တော်ညှိယူကြဖို့ဖြစ်တယ်ယေရှုခရစ်တော်ထဲမှာရှိတော့စိတ်တဘောကပါလေအငယ်၄ကိုပြန်ကြည့်လို့ရှင်တော့ကိုယ်အမှုအရာကိုမဆုမမှတ်ပဲသူမြတ်အမှုအရာကိုဆုမှတ်ကြလောဟာလေလုယာယောက်ျားကလည်းမိန်းမတို့စဉ်းစားပြီးမယ်မိန်းမကလည်းယောက်ျားတို့စဉ်းစားပြီးမယ်ဆိုလို့ရှင်တော့အမြတ်ကြီးပြည်လေသွားမှာပဲဘယ်ချိန်မှာပြည့်တနာရှိတယ်လဲဆိုလို့ရှင်တော့ငါအတွက်ပဲဆိုပြီးတော့အတ္တရှိလာတဲ့အခါမှာသူမြတ်တို့မစဉ်းစားပြီးတဲ့အခါမှာပြည့်တနာတက်လာတာပဲအဖွဲရှိမှတော်လကောင်းမိသားစုမှတော်လကောင်းတငယ်ချင်းမိတ်ဆွေမြတ်ထဲမှာတော်လကောင်းပြည့်တနာဖြစ်တဲ့ချိန်မှာပါလေအတ္တကြီးလို့ပဲကိုအတ္တကကြီးလာတဲ့အခါမှာကိုအတ္တပဲကိုအလိုဆန္ဒပဲပြောတဲ့အခါမှာသူမြတ်နဲ့မတည့်နိုင်ဘူးဖြစ်သွားတာဒါကြောင့်မိသားစုမှာခရစ်တော်ရဲ့စိတ်တဘောနဲ့ညှိယူကြမယ်ဆိုအဆင်ပြေသွားမှာဖြစ်တယ်။အမျိုးပြောမယ်ဆိုလို့ချင်းနံပါတ်5လဲကျွန်တော်ဖြစ်ချင်တယ်ယေရှုခရစ်တော်ကိုအိမ်ထောင်မှာအိုးကောင်းအနေနဲ့ထားပြီးတော့သူရဲ့အုပ်စုမှုအောက်မှာအသက်ရှင်ကြဖို့ဖြစ်ပါတယ်ဟာလေလုယာကိုအိမ်ထောင်မှာယေရှုကအိုးကောင်းဖြစ်ပါစေကိုအိမ်ထောင်မှာယေရှုကအုပ်ချုပ်သူဖြစ်ပါစေယေရှုအဖြစ်သာလျှင်အသက်ရှင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြည်လေသွားမှာဖြစ်ပါတယ်လောကမှာရှိတဲ့မြတ်ပြဿနာအားလုံးရဲ့အဖြစ်ကလည်းယေရှုအထက်မှာပဲရှိတယ်ယေရှုမပါဘဲနဲ့လောကမှာယဉ်ငင်းချင်းဆိုလဲနော်ရှိဖို့ခက်နေတယ်ဘာဖြစ်လို့လဲယေရှုခရစ်တော်ကငြိမ်သက်ခြင်းအရှင်ဖြစ်တယ်လောကမှာကြော့ဆင်းတာကနော်ယဉ်ငင်းဖို့လူသားနဲ့ဖယားကိုနော်ယဉ်ဖြစ်တဲ့အချိန်မှာယဉ်ငင်းခြင်းကိုပြီးဖို့အတွက်ခရစ်တော်ကြော့ဆင်းလာတာဖြစ်တယ်သူကိုယ်တိုင်ကပြောတယ်ဟေရှာယထဲမှာငါဟာငြိမ်သက်ခြင်းအရှင်ယောဟန်ထဲမှာလည်းပြောတယ်သူရဲ့နာမည်ကိုယ်၌ကငြိမ်သက်ခြင်းအရှင်ဖြစ်တယ်ဒါကြောင့်အဲ့ဒီငြိမ်သက်ခြင်းအရှင်ကိုမိသားစုမှာအုပ်စုရှိနေဆိုလို့ရှိရင်တော့ငြိမ်သက်ခြင်းနဲ့မိသားစုကိုကောင်းကောင်းမွန်မွန်နဲ့အသက်ရှင်ပြီးတော့တည်ဆောက်နိုင်မှာဖြစ်ပါတယ်ဟာလေလုယာနောက်နံပါတ်4အနေနဲ့ပါလေဆိုလို့ရှိရင်တော့မိသားစုဇနီးမောင်နှံမိသားစုအတွက်နော်မိတာဝန်ဝတ္တရားမျိုးကိုတည်ရှိပြီးတော့ကြည်ပွင့်ဖို့ဖြစ်တယ်ဖြစ်စီတခုပဲဖြစ်ဖြစ် company ကထုတ်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီဖြစ်စီ3ပုံ3နည်း manual ထုတ်တာဖြစ်တယ်ထိုနည်း၎င်းပဲဒီနေ့အိမ်ထောင်မိသားစုနော်တာယာတော်မိသားစုဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုဖန်ဆင်းတော်ဘုရားသခင်ကဒီမှာ manual ထုတ်ထားပြတာဖြစ်တယ်ကျမ်းစာမှာရှိတယ်ယောက်ျားတာဝန်မိန်းမတာဝန်ခလေးဒီတာဝန်အဖြစ်ဩဝါဒစာအခန်းကြီး9အငယ်20နှစ်ကနေနော်အခန်းကြီး6 3-4
လောက်မှကြည့်လို့ရှင်တော့ယောက်ျားကယောက်ျားတာဝန်ရှိမယ်မိန်းမကမိန်းမတာဝန်ရှိတယ်ခလေးကခလေးတာဝန်ရှိမယ်နော်အဲ့ဒါဒီအားလုံးမိမိတာဝန်နဲ့တိတိကိုထမ်းဆောင်ချက်မယ်ဆိုလို့အဲ့ဒီမိသားစုကတာရတော့မိသားစုဖြစ်သွားပြီဟာလေလုယာနောက်တစ်ခုကတော့အဲ့ဒီမှာထပ်ပြီးတော့ကျွန်တော်ထည့်ချင်တာကလက်ထပ်ချင်းဆိုတာကလည်းခုခေတ်မှာနောက်ဆုံးပေါ်ခေတ်မှာဆိုလို့ရှင်တော့တတိထားဆရာဖြစ်တယ်တချို့လူတွေကနော်ယောက်ျားနဲ့ယောက်ျားလည်းပေါင်းတတ်တာပဲမိန်းမလည်းမိန်းမကိုပေါင်းပြီးတော့လက်ထပ်တာပဲအဲ့ဒီလူတွေကပွားမြတ်ချင်းဆိုတာကတော့နော်ဖြစ်လာနိုင်မှာမဟုတ်နော်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်လက်ထပ်မဲ့တရုတ်သားနဲ့တရုတ်သမီးတော့နေရောက်စလုံးအတူတူတော့မဟုတ်လို့ဘူးထင်နော်တယောက်ကတော့ယောက်ျားတယောက်ကတော့မိန်းမဟုတ်ပါတယ်နော်အဲ့ဒါလည်းအရေးကြီးတယ်နော်အင်းထောင်တိုင်းနော်မင်္ဂလာဆောင်ပွဲတိုင်းမရဘူးတချို့ကယောက်ျားချင်းယောက်ျားချင်းလက်ထပ်ကြတယ်မိန်းမချင်းမိန်းမလက်ထပ်တဲ့မင်္ဂလာဆောင်ပွဲကြီးကျယ်လို့တဲ့လူလည်းရှိတာပဲနော်ဒီနေ့တော့ကျွန်တော်ကအဲ့လိုမဟုတ်ပါဘူးနော်ယောက်ျားမိန်းမရှိပြီးတော့အဲ့လိုလက်ထပ်ကြမယ်ဆိုလို့ရှိရင်တော့တာယာတော့မိသားစုမိမိတာဝန်ဝတ္တရားမြတ်ကိုလည်းသိကြမယ်နောက်ဆုံးအနေနဲ့ခုနကျမ်းစာမှာဖတ်သွားတဲ့အတိုင်းပဲတလုံးတဝတ်ဒီဖြစ်တာကိုကျွန်တော်နားလည်ရမယ်တမျိုးပြောမယ်ဆိုရင်ကဏ္ဍနဲ့တွက်မယ်ဆိုတော့တစ်နဲ့တစ်ပေါင်းလို့ရှင်တော့လူအနေနဲ့နှစ်ရတယ်ဖယားတခင်ကပေါင်းတဲ့အခါမှာတစ်နဲ့တစ်ပေါင်းပဲလို့လေတစ်ပဲရတယ်သူတို့ကတသားတကူတည်းဖြစ်တယ်တလုံးတဝတ်ဒီဖြစ်နှစ်ဦးမဟုတ်လို့တဦးပဲဖြစ်တယ်အဲ့ဒါကိုတော့တကက်နှလုံးသားနဲ့ဆိုင်စွာနဲ့ခံယူပြတော့နော်တတို့သားနဲ့တတို့တမဲပေါင်းစီပြေးပြီဆိုလို့ရှင်နော်နှစ်ဖက်တော့မိဘမြအားလုံးကလည်းမင်းအဖြစ်မင်းရဲ့မိဘမြဆိုပြီးတော့ပြောတာမဟုတ်ဘူးငါတို့ရဲ့မိဘမြအင်္ဂလိပ်လိုပြောမယ်ဝေးငါတို့အာဝါဆိုပြီးတော့တုံဖို့အရေးကြီးပါတယ်တလုံးတဝတ်ဒီဖြစ်မှန်ကိုတော့နားလည်ရမယ်နော်အင်းထောင်မှာကြခင်လူပြိုအပြိုဖြစ်တော့ကတော့ဟိုဘက်ဒုကဟိုဘက်ဒီဘက်မင်းတို့နော်ငါတို့ဆိုပြီးတော့ပြောလို့ရမယ်ဒါပေမဲ့အိမ်ထောင်ကြပြီးပြီတန်ရှင်တော်ထိန်မြလက်ထပ်ချင်းမြလက်ထပ်ပြီးပြီဆိုလို့ရှင်တော့သူတို့ကနှစ်ဦးမဟုတ်တော့တအူးဖြစ်တယ်ကျမ်းစာကပြောတယ်ဟာလေလုယာဒါကြောင့်နော်ကိုတဲ့နောင်နဲ့ပါဏိဖြူသူတို့နှစ်ယောက်ဟာဆိုလို့ရှင်တော့နော်လူယောက်ျားလူမင်းမဖြစ်ဖြစ်နဲ့ဖယားကပေါင်းရှိတဲ့အခါမှာတယောက်ပဲဖြစ်တယ်အရင်ကနော်ဖယားတွက်တဲ့ပုံစံဆိုသူတို့ကတဝတ်ပဲဖြစ်တယ်နပုံတပုံပဲနပုံတပုံပေါင်းတဲ့အခါမှာနော်တလုံးတဝတ်တည်းနော်တအိုးထဲဖြစ်တယ်ဆိုပြီးတော့ပြောတဲ့အတိုင်းပဲစိတ်ထားအပြုံးအဆူမှစာ၍နော်ဘယ်နေရာမှာဆိုကျွန်တော်ကတလုံးတဝတ်တည်းဖြစ်တယ်နော်လူတယောက်ပဲဖြစ်တယ်ဆိုပြီးတော့ခံကြတတ်ကြမယ်ဆိုလို့ရှင်တော့အဲ့ဒီမိသားစုကတကယ့်တာကြတော့မိသားစုဖြစ်မယ်ဆိုတာအနေငယ်ကျွန်တော်တိုက်တွန်းအားပေးချင်တာဖြစ်ပါတယ်ရောက်တိုက်ပေါ်မှာဘုရားကောင်းချီးပေးပါစေကဲခုချိန်မှာကျွန်တော်စိတ်လှုပ်ရှားစရာကောင်းတဲ့တကယ့်ဒီမနေ့မှာလှုပ်ရမယ့်အရာကိုကျွန်တော်လှုပ်တော့ရမှာဖြစ်ပါတယ်ဒီနေ့မင်္ဂလာရှိတော့နေ့ဖြစ်တဲ့မင်္ဂလာကိစ္စကိုဆောင်ရွက်ဖို့ရန်အတွက်ခုချိန်ကနေစပြုသွားမှာဖြစ်ပါတယ်မင်္ဂလာကိစ္စကိုဆောင်ရွက်ဖို့ရန်အတွက်ဒီမှာတတို့သားနဲ့အဖွဲ့ရောက်လာပြီတတို့သမီးနဲ့အဖွဲ့ရောက်လာပြီနှစ်ဖက်တော့မိဘနော်ရောက်လာကြပြီဂုံတီရှိလူကြီးမြတ်လည်းရှိလာကြပြီခုတော့တန်ရှင်တော်ထိန်မြတ်လက်ထပ်ချင်းအမှုကိုခုချိန်ကနေအစပြုမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ခြေရုပ်ပြုပြီးတော့ပထမအိုးဆုံးအနေနဲ့တတို့သားနဲ့အဖွဲ့ကစင်မြင့်ပေါ်မှာကြောက်ရောက်ပြီးတော့နေရာယူပြီးဖို့ရအတွက်မိတ်တိုင်းခံပါတယ်အဘိတရုတာနဲ့အဖွဲကတော့တရုသမီးကိုစောင်းနေပြီးတော့တက်ကြောကြောနဲ့ပေါ့နော်ခုစိတ်မဲပေါ်မှာစောင်းနေပါပြီဘာလို့သိလဲဆိုလို့ရှင်တော့တရုသမီးလာဖို့ပဲသူကစောင်းနေတာဖြစ်တဲ့အတွက်ခုချိန်မှာလဲတရုသမီးနဲ့အဖွဲမတ်တရပြီးတော့ဒီနားလောက်မှာနေရာယူပြီးဖို့အတွက်ယေရှုနာမနဲ့မေတ္တာခံချင်ပါတယ်ဒီနားလောက်ထိနော်ခုချိန်မှာတော့တတို့သမီးအဖွဲဦးစီဦးဆောင်နဲ့အဖေမိုးဖို့အကူပေါ့နော်ဒီနေ့ကျွန်တော်မိခွန်းတစ်ခုမိချင်ပါတယ်
มองเตนองขอกูลำเปล่าเปล่าโนเนไทยาเล็ดทักผู้ยันด้วยมาปานอีผิวขอปุงปุงกูอเบตุกะลายอันนานบาตนีตะคุตะตูตามองเตนองกูบ่เนาะကျွန်တော်တို့အထက်ထိန်များမယ်ဒီသူသမီးမပန်းဤဖြူခေါ်ပုတ်ပုတ်ဟိုကျွန်တော်အခုဖြစ်သူစောဟတ်ဆန်ကနေသူသမီးကိုယုံကြည်စွာအနည်းပါတယ် အာမင်အားလုံးလည်းခုတ်တရအောင်နော်ဝန်တာပါတယ်တရုတ်တာကဘယ်လောက်ပဲဆုံးဆုံးအနန္နဲ့လို့မရှိဘူးဆိုတော့လက်ထပ်လို့မရဘူးနော်ကိုအကူချင်းနေနဲ့နော်ကောင်းကောင်းမွန်မွန်နဲ့ခါတက်ကင်အင်္ဂလိပ်လို့ပြောမယ်ဆိုရင်အကူချင်းနေနဲ့မောင်တဲတော့အတွက်ဘာနေဖြူကိုပုံပုံကိုလာရောက်အနန္ပြည့်တဲ့အတွက်အထူးပဲကြည်ယူတင်ပါတယ်ဝန်တာပါတယ်ဆက်လက်ပြီးတော့မင်္ဂလာဆောင်ချင်းအမှုကိုပြုနိုင်ဖို့ရန်အတွက်ဟိုသူတို့နှစ်ယောက်နော်ဘာနေဖြူကိုအကူချင်းကနေနော်တဲနုံရှိမှာဒီမှာလေကားအချိပေါ့နော်လာအနန္ကြမှာဖြစ်ပါတယ်နော်အဲ့ဒီချိန်မှာလည်းလက်ခုပ်ထိကြရအောင်ပြန်ကြိုးဆိုလိုက်ပါနော်လက်ခုပ်တရအောင်ဟုတ်အလိုက်ပြီဟုတ်ပြီကိုချင်းမှာနေရာစလုံးအစင်တင်တော့ဟုတ်တယ်ဒါမဲ့လက်မထပ်သေးဘူးနော်မြေခွန်မရောက်မှာမြေခွန်မလို့ရှင်လည်းလက်မထပ်တော့မြေခွန်မမဘူးတော့အတေချာမြေခွန်ကိုတော့အတေချာနားထောင်ပြီးပေါ့နော်ကောင်းပြီကိုချင်းမှာတရုတ်သမီးအကူကြီးကမောင်တဲနုံစီကိုအလိုက်ပြီးပါပြီမောင်တဲနုံကလည်းဟိုလေကားကနေတော့လက်ဆွဲပြီးတော့ခေါ်လိုက်ပါပြီဟိုတင်းလို့ဆရာကျွန်တော်ရှိမှတို့တို့နှစ်ယောက်ကထိုင်များလက်ထပ်ဖို့ရတဲ့ အစင်သင်မတ်ရကြပါပြီခုချိန်မှာဆရာအနေနဲ့မိခွန်ကိုမြေးမှာဖြစ်ပါတယ်အဲ့ဒီမိခွန်မြေးတဲ့အခါမှာနှစ်ယောက်စလုံးဖြေဖို့ခုချိန်မှာတော့တရုတ်သားကိုရင်ဆုံးမိပါမယ်မောင်တဲနောင်ဒီမပါဏိဖြူခေါ်ပုံပုံကိုဖရာတခင်ဤနှုတ်ကပတ်တော်တိုင်းအတူတူကပေါင်းတဲ့ညာတန်ရှင်တော်လက်ထပ်ဖြစ်ချင်းဖြင့်တင်ပိုက်ရယူပါမလား တိတ်ပတ်ရယူပါမည် ဟုတ်ပြီသူ၌သူကိုချစ်၍နိသိမ့်စီလက်ကျမ်းမာသည်ဖြစ်စီနာသည်ဖြစ်စီကောင်းစားသည်ဖြစ်စီစင်ရည်သည်ဖြစ်စီသူ၌သာမိဝိုက်သဖြင့်တင်တို့နှုတ်အသက်ရှင်သမျှကာလပတ်လုံးဝတ္တရားတိုင်းလိုက်လျှောက်လက်ကောင်းမွန်စွာပေါင်းတင်ပါမယ်ဟုတ်သစ္စာဂရိပြုပါသလား သစ္စာဂရိပြုပါသည် ဟုတ်ပြီလက်ခုပ်တီးပြအောင်နော်ဝန်တာပဲမင်္ဂလာဆောင်ပွဲဆိုတာကပြုတ်ဆုံစင်းနဲ့ဆောင်ရမှာပေါ့နော်မင်္ဂလာဆောင်ချင်းဆိုတာကဘဝတစ်ခုမှာနော်ကျွန်တော်အကောင်းဆုံးအပြုတ်ဆုံးတော့နေ့တနေ့ဖြစ်ပါတယ်နော်တို့ကိုလည်းတို့နှစ်ယောက်ကိုလည်းကျွန်တော်အားပေးပြီးတော့ပြုတ်ဆုံကြရအောင်နော်ကဲတို့သမီးကိုဆက်ပြီးတော့မြေးပါမယ်မပန်းဤဖြူခေါ်ပုံပုံဒီမောင်တဲနောင်ကိုဖရာတကယ်นี่နှုတ်ကပတ်တော်တိုင်းအတူတူကပေါင်းသိညာတန်ရှင်တော်လက်ထပ်ခြင်းဖြင့်တိမ်ပိုက်ရယူပါမလား ရယူပါမည် ဟုတ်ပြီသူကိုချစ်၍နေသိမ့်စီလေကျမ်းမာသည်ဖြစ်စီနာသည်ဖြစ်စီကောင်းစားသည်ဖြစ်စီစင်ရည်သည်ဖြစ်စီသူ၌မိဝဲသဖြင့်တင်တို့နှုတ်အသက်ရှင်သမျှကာလပတ်လုံးဝတ္တရတိုင်းလိုက်လျှောက်လက်ကောင်းမွန်စွာပေါင်းတင်ပါမယ်ဟုတ်သစ္စာဂရိပြုပါသလား ပြုပါတယ် ဟုတ်ပြီကျေးဇူးတင်ပါတယ်လက်ခုပ်တရားသူတို့ကနော်ဂရိသစ္စာဆိုဖို့ဂရိပြုတဲ့အတိုင်းပဲခုချိန်ကနေစပြတော့နှစ်ယောက်စလုံးအတွက်ပေါ့နော်သစ္စာဆိုဖို့အချိန်ဖြစ်ပါတယ်ခြေရုပ်ပြုပြီးတော့လက်ချင်းညာဘက်လက်ချင်းဟိုနော်ဆွဲပြီးတော့ညာဘက်
ခုတရုတ်သားကလိုက်ဆိုပြပါတစ္ဆာဆိုဖို့ဖြစ်ပါတယ်ကျွန်တော်မောင်တဲနောင်ဒီမပန်းဤဖြူခေါ်ပုံပုံကိုကျွန်တော်ဤလက်ထပ်ဇနီးဖြစ်တိမ်ပိုက်ပြီးလျင်ယနေ့မှစ၍အသက်ကုန်ဆုံးသည့်တိုင်ဘဝခရီးတစ်လျှောက်တာယာသည်ဖြစ်စေကျမ်းတန်ခက်ခဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေဘုရားသခင်၏အမိန့်တော်နှင့်လျော်ငယ်စွာချစ်ချင်းမေတ္တာဖြင့်ပေါင်းဖော်ပါမည်ဟုဂတိသစ္စာပြုပါ၏အာမင်လေကိုတရားနော်ကလေးကမီလေသစ္စာဆိုဖို့လိုက်ဆိုပြီးပါကျွန်မပန်းဤဖြူခေါ်ပုံလေးကျွန်မပန်းဤဖြူခေါ်ပုံဒီမောင်တဲနောင်ကိုကျွန်မဤလက်ထပ်ခင်ပွန်အဖြစ်တိမ်ပိုက်ပြီးလျင်ယနေ့မှစ၍အသက်ကုန်ဆုံးသည့်တိုင်ဘဝခရီးတစ်လျှောက်တာယာသည်ဖြစ်စေကျမ်းတန်ခက်ခဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေသာဝရဖျား၏အမိန့်တော်နှင့်လျော်ငည်စွာချစ်ချင်းမေတ္တာဖြင့်ပေါင်းဖော်ပါမယ်ဟုဂတိသစ္စာပြုပါ၏ဟုတ်ပြီချစ်ရွတ်တဲ့နဲ့ဘုရားမရောက်ပြီဘုရားသခင်ရှိမှတော်၎င်းအပရိသတ်အားလုံးရှိမှတော်၎င်းနှစ်ယောက်စလုံးအချင်းချင်းဂတိသစ္စာပြုကြပြီးပါပြီအဲ့ဒီသစ္စာဂတိပြုတဲ့အချိန်မှာကြည့်တဲ့အခါမှာတရုတ်သားကတိတ်ပြီးအားမရဘူးဘာဖြစ်လို့လဲမျက်နှာကောင်းကောင်းမမြင်တတ်ဘူးအိုးမမြင်တမြင်နဲ့ပေါ့နော်တကယ်ငါသစ္စာပြုတဲ့လူကငါမင်းမအတွက်နော်ငါရေးစားလာဆိုပြီးတော့နည်းနည်းတန်တရားရှိတာပေါ့အဲ့ဒါတကယ်ကောင်းကောင်းမွန်မြင်နိုင်ဖို့ရန်တွေ့ခုပြိနေတော့တရုတ်သမီးရဲ့မျက်နှာကိုဖွင့်ပြဖို့အချိန်ဖြစ်ပါတယ်ကိုအချိန်ကနေစပြီးတော့တရုတ်သားကတရုတ်သမီးမျက်နှာကိုဖွင့်ပြမယ်ဖွင့်ပြတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တခုခုတော့လှုပ်ရှိခြင်းတွေပေါ့နော်အတင်းတော်ဆုံးအရာတခုပေါ့နော်အားလုံးခုတရုတ်သားကတရုတ်သမီးမျက်နှာဖုံးကိုဖွင့်ပြမှာဖြစ်ပါတယ်ပရိသတ်တွေကလက်ခုပ်တီးပြီးတော့ကိုပြုကြရအောင်သူတို့နှုတ်အားဖြင့်တော့ဂတိသစ္စာပြုသွားပါပြီအဲ့ဒီသစ္စာပြုခဲ့တဲ့သစ္စာစကားအားလုံးအတွက်သက်တည်အထောက်ထားရှိပါသလားဟုတ်ပြီသူတို့အနေနဲ့ကိုရသစ္စာဆိုပြီးတော့စကားအားဖြင့်ဂတိပြုတဲ့ကြအားလုံးကိုဒီတက်တီအထောက်ထားနေနဲ့ရွှေလက်စွပ်နဲ့ပေါ့နော်သူတို့ကအချင်းချင်းပြီးသွားမှာဖြစ်တယ်အားလုံးသိတဲ့အတိုင်းပဲရွှေလက်စွပ်ရွှေတာကတန်ဖို့အရှိဆုံးပြီးတော့လူတရအနေနဲ့လက်စွပ်ဆိုတာကနော်ကွန်ဆက်ဖြစ်သွားတယ်အဆက်ပြတ်တာမရှိဘူးဒါကိုဘာပုံဆောင်တယ်လဲရွှေကိုတန်ဖို့ထားတယ်လို့အချင်းချင်းလဲနေစလုံးတန်ဖို့ထားဖို့ကွန်ဆက်နော်အဆုံးမရှိတဲ့အတိုင်းပဲချစ်ချင်းမေတ္တာဒီအတိုင်းပဲနေရာစလုံးပေါ်မှာရှိဖို့ရန်တွေ့သူတို့ဒီလိုမြင်နိုင်တဲ့လက်ဆွတ်အဖြစ်တက်တီပြပြီးတော့အချင်းချင်းလက်ဆွတ်နော်ဆွတ်ပြကြမှာဖြစ်ပါတယ်ခုတရုတ်သားအနေနဲ့ဆွတ်ပြဖို့ရန်တွေ့နော်တစ္ဆာပြန်ပြီးတော့ဆိုရမှာဖြစ်ပါတယ်ကျွန်တော်ဒီသင်အားပြုခဲ့သော
ဂတိတစ္ဆာစကားမြတ်ဤ ဒီတစ္ဆာစကားများဤ တက်တီဖြစ်စီခြင်းက၎င်း သတိဖြစ်စေခြင်းက၎င်း ကျွန်ုပ်၏ ကျွန်ုပ်ဤ ချစ်ချင်းမေတ္တာနှင့် ချစ်ချင်းမေတ္တာနှင့် ဥစ္စာစိစိတ်ရှိသမျှတို့ကို ဥစ္စာစည်းစိမ်ရှိသမျှတို့ကို တင်၌ သင်၌ အနှင်းကြောင့် အနည်းကြောင့် တက်တီဖြစ်စီခြင်းက၎င်း သတိဖြစ်စေခြင်းက၎င်း ခမည်းတော် သမီးတော် သားတော် သားတော် တန်ရှင်တော်ဝိညာဉ်တော်၏နာမ သရှင်သောဝိညာဉ်တော်၏နာမ ၌ဤလက်ဆွဲကို ၌ဤလက်စွပ်ကို တင်အား သင်အား ပြပါ၏ ပေးပါ၏ အာမင် အာမင် လက်ခုပ်တရားအောင်လက်ဆွဲပြပါပြီကဲကောင်းပြီတတို့သမီးကလည်းတတို့သားကိုလက်ဆွဲပြမှာဖြစ်ပါတယ်လိုက်ဆိုပြပါကျမသည် ဓမ္မသည် တင်အား သင်အား ပြုခဲ့သော ပြုခဲ့သော ဂတိတစ္ဆာစကားမြတ် ဂ ၏ တိသစ္စာစကားများ၏ တက်တည်ဖြစ်စီခြင်းက၎င်း တတိဖြစ်စေခြင်းက၎င်း ကျွန်ုပ်၏ ကျွန်ုပ်၏ ချစ်ချင်းမေတ္တာနှင့် ချစ်ချင်းမေတ္တာနှင့် ဥစ္စာစိစိမ်ရှိသမျှတို့ကို ဥစ္စာစည်းစိမ်ရှိသမျှတို့ကို တင် သင် ၌ ၌ အနှင်းကြောင့် အနှင်းကြောင့် တက်တည်ဖြစ်စီခြင်းက၎င်း တတိဖြစ်စေခြင်းက၎ ခ င်း မည်းတော် ခမဲတော် သားတော် သားတော် တန်ရှင်တော်ဝိညာဉ်တော်၏နာမ သ ၌ ရှင်သောဝိညာဉ်တော်၏နာမ ဤ ၌ လက်ဆွဲကို ဤလက်စွပ်ကို တင်အား သင်အား ပြပါ၏ ပေးပါ၏ အာမင်ဟုတ်ပြီကျေးဇူးတင်ပါတယ်ဘုနှစ်ယောက်စလုံးကလည်းလူရှိပရိသတ်ရှိမှဘုရားသခင်ရှိမှဂတိတစ္ဆာလေးပြုကြပါပြီအဲ့ဒီဂတိတစ္ဆာစကားတက်တည်အနေနဲ့လက်ဆွဲလေအချင်းချင်းပြီးကြပါပြီကိုချိန်မှာနောက်ဆုံးပိုက်တော့ရောက်တော့ပါပြီနော်ကျွန်တော်တင်းတို့ဆရာအနေနဲ့ကြီးငယ်ချက်ထုတ်ဖို့ပဲကျန်တော့တယ်အဲ့ဒီကြီးငယ်ချက်ကတော့ဗာလဲဆိုလို့ရှင်တော့အကျဉ်းလေမယားအဖြစ်အတိမပြုတ်ဖွင့်တွေ့ကျွန်တော်အနေနဲ့နော်ခုချိန်ကနေစပြီးတော့ကြီးငယ်ချက်စာရိုင်းကိုနှုတ်အဖြစ်နော်ပြောတော့မှဖြစ်ပါတယ်လို့ဒီကနေ့အသက်ရှင်တော်မူတော့ဘုရားသခင်ရှိတော်တော်၎င်းဧပရိသတ်တဝိရှိတော်တော်၎င်းမောင်တဲနောင်နဲ့မပန်းအဖြူခေါ်ပုံပုံတို့ဒီဂတိတစ္ဆာပြုခဲ့ကြပြီးတဲ့အတိုင်းယခုမှစ၍တရားဝင်ဇနီးခင်ပွန်းအဖြစ်တို့ဖြစ်မြောက်စီခြင်းကအကျွန်ုပ်ဒီဘုရားသခင်အမှုတော်ဆုံးတူအနိဖြစ်တော်၎င်းနိုင်ငံတော်အတိအမှတ်ပြုလိုင်စင်ရဆရာတူအနိဖြစ်တော်၎င်းခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဣနာမ၌ထိမ်များလက်ထပ်ပြပါ၏ဘုရားသခင်ဆုံးဖြတ်တော်မူသောအရာကိုလူတို့မကွဲမကွာစေနဲ့အာမင်ခုချိန်မှာခဏလေးဇနီးမောင်နှံတဲ့အတွက်ဆုတောင်းပေးဖို့ဖြစ်ပါတယ်မနေ့ယနေ့နောင်ကာလပြောင်းလဲခြင်းမရှိပဲအသက်ရှင်တော်မူသောကိုရရှင်ဖျားဒီနေ့ကိုရရှင်ရှေးမဆွာကပင်ကြံစီပေးထားတဲ့တိုင်ပဲမောင်တင်းတော်နဲ့မပန်းဤဖြူခေါ်ပုံပုံတို့ဒီဘုရားသခင်ရှိ၌တော်၎င်းလူတို့ရှိ၌တော်၎င်းတန်ရှင်တော်ထိမ်းများလက်ထပ်ခြင်းဖြင့်ဒီနေ့နှအိုးမဟုတ်တော့ပဲတူဖြစ်ဖို့ရန်အတွက်ထိမ်းများခြင်းအမှုကိုပြုပြီးအစကနေအဆုံးထိပို့ဆောင်ကောင်းချီးပေးလျက်ဒီနေ့သူတို့နှစ်ယောက်ဒီတလုံးတဝတ်ဒီနဲ့ဇနီးမောင်နှံအဖြစ်လက်ထပ်မှုကိုပြုရတော်ခွင့်ကိုပြီးတော့ကြောင်းနာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကနေစပြီးတော့သူတို့ဒီဇနီးမောင်နှံတရားဝန်လက်ထပ်ဇနီးလက်ထပ်ခင်ပွန်းဖြစ်ကြောင်းကိုယေရှုနာမ၌ကိုရောရှိမောက်မှာပဲဝန်ခံလက်စက်ကအနံ့ကြပါ၏ဤဇနီးမောင်နှံကိုကောင်းချီးပြည့်လက်သာသမီများထောင်းကားခြင်းအခွင့်ကိုပေးတော်မူပါလုပ်ငန်းကိုင်ငန်းမှာအောင်မြင်ခြင်းကိုပေးတော်မူပါနတ်ဖက်တော်မိဘမြတ်တို့အထောက်ကိုပြုနိုင်တော့အိမ်ထောင်ကိုဖြစ်စေတော်မူပါအထူးတစ်ပြည့်နိုင်ငံတော်တော်တော်၎င်းသူတို့ပါဝင်တော်အသင်းတော်တော်တော်၎င်းကိုရိုရှင်အမှုတော်မြတ်၌စွန်းတမနဲ့ပါဝင်နိုင်တော်မိသားစုကိုဖြစ်စေတော်မူပါကိုရိုရှင်ဤဇနီးမောင်နှံအားဖြင့်ကိုရိုရှင်ကိုကြည်နက်စီတော်သူမြတ်ကိုလည်းဖြစ်စေတော်မူပါဘုံတော်ကိုထင်ဆက်စီတော်သူမြတ်ဖြစ်ဖို့ရန်အတွက်ဒီနေ့တရားဝင်ဇနီးမောင်နှံဖြစ်ကြောင်းကိုအတိအမှတ်ပြုလျက်ဆုတောင်းဆက်ကတဲ့အခါမှာတ
တပါတိရောသားတော်ယေရှုခရစ်တော်နာမ၌စက္ကအနန္တပြည့်အတူတူကဆုတောင်းကြပါတယ်ဖခင်သခင်အာမင်အလုံးလက်ခုပ်ထရအောင်ဘုရောနှုတ်အဖျင်းဂတိတစ္ဆာဆိုပြီးတော့ပါပြီလက်ဆွဲဖြစ်တဲ့နှုတ်အားဖြင့်ပြောရကြအားလုံးကိုတက်တည်ပြီးတော့ပါပြီဖခင်သခင်ရှင်မလဲဆုတောင်းပြီးတော့ပါပြီမပြေသေးဘူးစာချုပ်မှာလက်မထိုးမှာဖြစ်ပါတယ်အဲဒါကြောင့်လက်ထပ်စာချုပ်မှာလက်မထိုးဖို့ရန်တော့ဖြစ်ပါတယ်နှစ်ဖက်တော့မိဘအမြတ်ကနေနော်တယောက်စီလဲအပေါ်ကိုတက်ပြီးတော့လက်မထိုးတဲ့နေရာမှာပါဝင်ဖို့ဖြစ်တယ်တရုတ်သားအယံတရုတ်သမီးအယံအားလုံးလက်ထပ်လက်မကြီးထိုးမယ်စပွဲပြမှာလာပြီးတော့လက်မထိုးကြဖို့ဖြစ်ပါတယ်ထိမ်းများမင်္ဂလာလက်မှတ်ထိုးနေတဲ့အချိန်မှာတော့မင်္ဂလာဂုဏ်ပြုသခြင်းကိုညီမလေး Elizabeth စီကနေပြီးတော့မှဂုဏ်ပြုသခြင်းကြားနာဖို့ဖြစ်ပါတယ်လို့
ကောင်းပြီထိမ်းမြလက်ထချင်းအစီအစဉ်ကိုအဆုံးသတ်ဖို့ရန်အတွက်ခုသူတို့အနေနဲ့လက်မထူထားတဲ့ထိမ်းမြလက်ထချင်းစာချုပ်ပေါ့နော်ကျွန်တော်သူတို့ကိုပြန်လဲအနှင်ဖို့ခိုးချိန်မှာတော့တရုတ်သားတရုတ်တမိမို့လို့အင်းထုံနော်ဦးတဲ့နောင်ပြီးတော့ပါဏိဖြူသူတို့နေရောက်နော်မိသားစုအတစ်ကိုသူတို့ထိမ်းမြချင်းလက်ထ certificate ပေါ့နော် marriage certificate ကိုကျွန်တော်သူ့ကိုအနှင်ဖို့ဖြစ်ပါတယ်နည်းနည်းရှိကိုတိုးပြီးတော့အားလုံးကျွန်တော်ပြေးလိုက်တော့မှာဖြစ်ပါတယ်ပြီးလို့ရှင်တော့ကျွန်တော်ရဲ့အစီအစဉ်ကိုပြီးတော့မှာဖြစ်ပါတယ်နော်မိသားစုအဖွဲ့ကိုတော့နော်ထိုင်လို့ရပါပြီခိုးချင်းကနေစပြီးတော့တပပတိကိုအစီအစဉ်ကိုပြန်အနံမှာဖြစ်ပါတယ်လို့ထိမ်းမြလက်ထက်ချင်းတရားသေသနာထိမ်းမြလက်ထက်ချင်းနဲ့မင်္ဂလာလက်မှတ်များရေးထိုးပေးဖို့ရန်အတွက်ဥဆောင်ပေးပါရဖဆရာယူလည်းဘုရားရှင်ဆက်လက်ကောင်းချီးပေးပါစေအိမ်ထောင်သစ်ဖြစ်တဲ့ကိုသဲနောင်လို့ခေါ်တယ်ကိုပေါင်နိုးကိုသဲနောင်မဟုတ်တော့ဘူးနော်ခုနကပဲဆရာပြောပါဦးသဲနောင်ဦးသဲနောင်ခေါ်ကိုပေါင်နိုးနဲ့ဒေါ်ပန်းဤဖြူကပုံပုံတို့လည်း congratulation ပါဘုရားရှင်ကောင်းချီးပေးတဲ့အိမ်ထောင်ဖြစ်ပါစေကျွန်တော်တို့အောင်လက်ခုပ်တစ်ခေါက်ပြန်တီးပြီးတော့မှဂုဏ်ပြုကြရအောင်နော်โอเคဒါသူတို့မင်္ဂလာအဖွဲ့ကိုလည်းဒီဇနီးမောင်နှံကိုဆက်လက်ပြီးတော့မှမင်္ဂလာဂုဏ်ပြုသချင်းချီးမြှင့်ပေးဖို့ရန်အတွက်မောင်နှုံးတဲ့အဖွဲ့ကိုလည်းပဲယေရှုနာမနဲ့အချိန်ပေးပါတယ်အားလုံးပဲမင်္ဂလာရှင်နေလေးပါဆက်ဆက်လို့ရပါတယ်ယူတာဆုံးငါပြောမယ်ဆိုမယူတာခဲ့တဲ့စိတ်စာပေကြတဲ့အချက်မိခဲ့တာပါMending la romadi na nera ni jiji me ye na ma nera shi chinda ne chen ti lo shi na le nga lo ti chan ti nai le adu ru shi khai tan le nai la si me ye ye du le chi ba kwe ne me nga tu de le ba be ba chang lo dong chi me Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn Chain thiêu shi này lệ ngã đâu tí trong tí này lệ đủ đủ shi để khai trang lấy ai là gì mẹ mày đi đưa nó chỉ bà quê nên nghe ngã đưa nó lấy bà bê ba trong lao động chim mì thoát lệ vì là chẳng mà chưa cô yong chỉ shi là lệ chẳng mà biểu hiện tiền chủ đề thì bà chỉ cứ lâu lệ nếu bà đi chỉ đi lệ chỉ tu ye cả cả thằng biết chuyện gì mẹ
ကိုရောင်ကြည့်ရှိလာတယ်ဘယ်နဲ့ကြောင့်မပြောင်းလဲပြန်ချိုးတယ်ဒီဘာချစ်ပြလို့လဲငါဘာရရှိသေးလဲချစ်သူရဲ့အခါကတပီးချင်နေမယ်ဒီဘာချစ်ပြလို့လဲငါဘာရရှိသေးလဲချစ်သူရဲ့အခါကတပီးချင်နေမယ်မင်းနဲ့ကြမှာအချစ်ကိုနားလည်လာတယ်တဲ့ဖျားကောင်းကြီးပေးပါစေနော်ဖျားပေးတဲ့ချစ်ချင်းမေတ္တာနဲ့ပေါ့နော်အိမ်ထောင်အသစ်ဆက်လက်ပြီးတော့မှဒီဖို့ဖျားကောင်းကြီးပေးပါစေမောင်နိုးတို့ဖွဲ့နော်များသောအားဖြင့်ကျမတို့မင်္ဂလာတခြင်းတွေနော်ဂုဏ်ပြုတခြင်းတွေဆိုရင်စုံတွဲတွေပဲဆိုတာပေါ့နော်အခုဒီ3ယောက်ကနေပြီးတော့မှစုံသွားပေးတဲ့ဒီကောင်မ3ယောက်လည်းဖျားဆက်လက်ကောင်းကြီးပေးပါစေအခုချိန်မှာတော့ကျမတို့မင်္ဂလာကိတ်မုံမြောက်လိပြတ်ဖို့ရန်အတွက်ချိန်နိုင်ဖြစ်ပါတယ်လေးစားရတဲ့ဆိုဟက်ဆန်နဲ့ဒေါရစ်ဦးကိုမင်္ဂလာကိတ်မုံလိပြတ်ဖို့ရန်အတွက်ကူညီပေးဖို့ရန်အတွက်ယေရှုနာမ၌ဖိတ်ခေါ်ပါတယ်အားလုံးလက်ခုပ်တီးပြီးတော့မှဂုဏ်ပြုပေးကြရအောင်နော်ဒီနောက်တစ်ခုဘုရားကောင်းကြီးပေးပါစေဆိုတော့ကိမုတ်ခွန်ပေးဖို့အစီအစဉ်လေးခွန်ကျွေးတဲ့အချိန်မှာကျွန်တော်တို့လက်ခုပ်တီးပြီးဂုဏ်ပြုကြရအောင်နော်လာလေဘုရားကောင်းကြီးပေးပါစေကဲသူတို့သားကိုပြန်ခွင့်ကျွေးဖို့ဖြစ်ပါတယ်လက်ခုပ်တီးပေးကြရအောင်ကျေးဇူးတင်ပါတယ်အခုတစ်ဆက်ထဲမှာပဲသူတို့သားဘက်ကနေပြီးတော့မှကျေးဇူးတင်စကားပေါ့နော်သူတို့သားစီကနေကျွန်တော်တို့ကြားဖို့ရအတွက်ဖြစ်ပါတယ်ဟာလေလုယာရှုစွာဘုရားရှင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီနေ့ရက်လေးရောက်လာဖို့အတွက်နှုတ်သားဆူတောင်းခြင်းနဲ့ပေါ့နော်ရှင်းနေကြော်ဆောင်စားခဲ့ရရက်လေးပါဒီနေ့အတိအကျပြောရမယ်ဆိုရင်တော့8နှစ်နဲ့8လနဲ့မှဒီနေ့ဆို73ရက်ပေါ့ဟုတ်ဆုံးထင်ရလက်ထပ်ပေးတဲ့ဆရာတော်ကြီးကိုလည်းကျေးဇူးတူတင်ရှိပါတယ်ပြီးတော့ဘုံဘုံရဲ့မိခင်ဖြစ်တဲ့ကျွန်တော်ရဲ့အမေပေါ့ဖြစ်ရမယ်ဆိုတော့မေတော်ကြီးပြုံးရောပြီးရင်သူရဲ့ဆွေမျိုးသားချင်းတွေညီကောင်မောင်နှမတွေလက်ခံပေးရဲပေါ့နော်ညီကောင်မောင်တွေကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ဒီယနေ့ရဲ့ဝေးကနေလာရောက်ပြီးတော့တက်ရောက်ဂုဏ်ပြုကြတဲ့ကျွန်တော်တို့ပေါင်းသင်းမိတ်ဆွေညီကောင်မောင်နှမတွေကိုလည်းတကယ်တိုက်ရိုက်လည်းကျေးဇူးတင်ပါတယ်လို့ပြီးတော့ဒီခန္ဓာဖြစ်မြောက်ဖို့ရောဒီအားလုံးအစသားရရကူညီပေးကြတယ်အားလုံးဘာပဲဖြစ်ကျွန်တော်ဒါလေးအံ့ဩတော့အံ့ဩမိပါတယ်လို့စလေးစိတ်ကစအကုန်လိုက်ပြီးကူညီပေးကြတယ်ပေါ့နော်အဲ့တယောက်ချင်းစီတိုင်းနာမည်ခေါ်ပြောမှဆိုရင်တော့အများကြီးပါကျွန်တော်ညနေဆောင်းသွားပါမယ်လို့ဆိုတော့တယောက်တူးကြောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ဘုရားသခင်စီကလည်းဒီထက်မကတော့ကောင်းကြီးမင်္ဂလာများခံစားပါစေဆိုလဲဆုတောင်းပေးပါတယ်ကျွန်တော်ဘုရားသခင်ကောင်းကြီးပေးကြပါစေနော်ဆိုတော့အဆုံးနေနဲ့ကျေးဇူးတင်စကားပြောချင်တာတော့ကျွန်တော်ဇနီးရဲ့အသက်ဆက်ဆက်လေးပေါ့နော်ဘာဖြစ်ဒီ8နှစ်8လ73ရက်တိုင်
သူတစ်ဖွားဖွားပြောပြီးတော့ဒီပါဇက်ကကြီးပဲရှင်းနေလို့မရဘူးစူးစမ်းရမယ်ဘာညာဆိုပြီးတော့ဆူတောင်းခြင်းနဲ့ရှင်းနေကြော်ဒီတစ်ဖွားဖွားနဲ့ပြောပြီးတော့ကျွန်တော်တို့ဆူတောင်းခြင်းနဲ့ဖြတ်သန်းလာခဲ့တာပေါ့နော်အတိခံပါတယ်သူလည်းကျွန်တော်ရဲ့အစားထားရဟိုစိတ်ရှိသီးခံပြီးရဆိုရင်ရှင်းနေကြော်ဆိုရဲတိုင်းတာဆိုမလွယ်ပါဘူးကျွန်တော်လည်းဟိုရုံးကန်ပြီးတော့လှူရှားရင်းနဲ့ဆူတောင်းခြင်းနဲ့ပဲသွားရတာဆိုတော့ဒီကြားထဲမှာလည်းသစ္စာရှိရှိနဲ့ဆောက်ပေးရှာရဲကျွန်တော်ဆိုတော့ကျေးဇူးတင်ရှိပါတယ်လို့ကျွန်တော်ဇနီးကိုလည်းပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်တယ်ဟိုဖျားခြင်းကောင်းချီးပေးပါစေโอเคတော်တီတီကြကြတေးသေးချာချာနဲ့8နှစ်8လ73ရက်တယ်เนาะဘယ်လောက်ထိနှလုံးသားထဲမှာဆွဲမြဲနေတယ်ဆိုတော့ပေါ့เนาะဂျာနာတို့ကြောင့်လဲဂုဏ်ပြုပါတယ်လို့เนาะပြဆက်လက်ကောင်းကြီးပြအခုချိန်မှာတော့ကျမတို့ဒီမှတ်တမ်းတက်ပုံလေးပေါ့เนาะအစီအစဉ်သွားချင်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ဒီထိမ်းများလက်ထက်ချင်းကိုပြုပေးတဲ့အဖဆရာကြီးနဲ့ပထမဦးဆုံးရိုက်မှာဖြစ်ပါတယ်နောက်ဒုတိယပုံနဲ့ကြောက်လို့ရှိရင်ကြိုတင်ပြီးတော့မှဟိုဘာပြောမလဲ ready ထားဖို့ရန်အတွက်ပေါ့เนาะဆိုတော့ဒီအဖွဲ့တွေအားလုံးလည်းတက်လာပေးပါမင်္ဂလာမောင်တဲ့အဖွဲ့တွေပေါ့နော်သားတို့လည်းတက်လာပါသမီးတို့လည်းတက်လာပါဒီဘက်မှာဆရာကြီးနဲ့ပေါ့နော်မှတ်တမ်းရိုက်မှာဖြစ်ပါတယ်စပွဲလေးတစ်ချက်လောက်ရှင်းပြမလားမသိဘူးနည်းနည်းလို့ဖြစ်သွားမှာရှင်းနည်းနည်းလေးတိုးပေးလိုက်သမီးတို့ရှိပါဒုတိယမှာကျတော့ဒီအစီအစဉ်တွင်မှာပါဝင်သောစာပြုစုတောင်းတာတွေပြီးတဲ့အခါကျလို့ရှိရင်စားတော့တဲ့ကျေးဇူးတော်ချီးမွမ်းခြင်းပေါ့နော်အဲ့ဒါနောက်ပြီးတော့မှအဖဆရာကြီးရဲ့ဇနီးတဲ့ဆရာမကြီးကိုလည်းဖိတ်ခေါ်ပါတယ်ပေါ့နော်ဒုတိယပုံဖြစ်ပါလိမ့်မယ်ကဲကျေးဇူးတင်ပါတယ်တပုံမှတ်တမ်းရိုက်ကူးခြင်းစီစဉ်ပြီးတော့ပါပြီကျွန်တော်တို့ခုချိန်မှာတော့အစားအသောက်တွေကျေးဇူးတော်ချီးမွမ်းပေးဖို့ရန်အတွက် Reverend Tim Kam Thang ကိုဖိတ်ခေါ်ပါတယ်သူတို့သားနဲ့အဖွဲ့ပြန်လဲပြီးတော့နေရာယူပေးပါဒီမှာထိုင်ပေးဖို့စားတော့တဲ့ကျေးဇူးတော်ချီးမွမ်းရအောင်ကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းပိုက်တာအုပ်စုတော်ဘုရောရှင်ထာဝရမြတ်စွာဘုရားဘုရောရှင်ဘုရားဒီမိသားတော်ရှင်ဘုရားတက်ပြီးမြုပ်သားငင်တော်ရှင်ဘုရားအေကောဘုဒ္ဓထာဝရဘုရားမိသားကိုအစာပြုပြီးတော့ဘုရားဖြစ်တော်ကြောင့်ဘုရောကိုကျေးဇူးတင်ပါ၏ဘုရောရဲ့မိသားတော်ထဲမှာချင်းချင်းတယောက်နဲ့တယောက်ထိမ်းမြလက်ထပ်ပြီးသူ့ဘဝများပြဖို့ရအလူတော်ရှိတော်ရှင်ထာဝရဘုရားယနေ့ဒီမှာမောင်တဲတော်နဲ့မပါဏိဖြူလုပ်ပြီးထိမ်းများလက်ထပ်ခြင်းဂတိသစ္စာပြုခြင်းလက်မရေးထိုးခြင်းအစီအစဉ်အလုံးစုံလုံးမှာကိုရောဘုရားသူပါရှိတော်ကြောင့်ကိုရောကိုကျေးဇူးတင်ပါ၏ဤအိမ်ထောင်တဲ့များကိုလည်းယေရှုခရစ်တော်၏နာမ၌ကောင်းချီးပေးပါ၏သူတဲ့အောင်မြင်သောအိမ်ထောင်မိသားစုများလည်းဖြစ်စေတော်မူပါသူတို့အားဖြင့်နှစ်ဖက်မိပါဆွေမျိုးတိုက်ဝဲအားလုံးကိုလည်းကိုရောရှင်ပြကောင်းချီးပေးသနာတော်မူဘဝင်းကျင်မှာလည်းပုံသက်တည်ကောင်းပြနိုင်တဲ့ယနေ့မောင်နှံများလည်းဖြစ်စေတော်မူပါတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဦးဆောင်လမ်းပြမှုကိုခံယူတတ်သောနှလုံးသားများကိုလည်းပေးသနာတော်မူပါယေရှုခရစ်တော်ဘုရားအုပ်စိုးတော်အိမ်ထောင်မိသားစုများကိုလည်းဖြစ်စေတော်မူပါကိုရောကိုကျေးဇူးတင်နေယနေ့သူတို့မှာဒီခင်အခန့်ကျွေးမွေးနဲ့အစားစားတော်လည်းကိုရောကိုကျေးဇူးတင်နေတန်ရှင်လက်ဆက်တော်အစားစားများဖြစ်စေတော်မူပါခွန်အားနေတော်သူများအတွက်ခွန်အားအသစ်ကိုရဖို့ဖြစ်စေတော်မူပါဒီမကောင်းသောသူများအတွက်ကျမ်းမာခြင်းပေးနိုင်သောအစားအစာများလည်းဖြစ်စေတော်မူပါဒီအစားအစာစားသုံးတော့ရောက်တိုက်ပေါ်၌လည်းကိုယ်ကာယနဲ့ဆက်ဆိုင်တဲ့ကောင်းခြင်းမင်္ဂလာအဖျားဖျားတက်ရောက်စေတော်မူပါဒီအစားအစာအတွက်ယေရှုခရစ်တော်၏နာမ၌ကျေးဇူးတော်ချီးမွမ်းရဲ့အတူတကွစားတော့ကြပါရဖထာဝရမြတ်စွာဘုရားအာမင်
စားတော့တွေဂျေဇုတော်ချီးမွမ်းပေးသွားတဲ့ Reverend Dean ကမ္မထောင်ကိုဂျေဇုတင်ပါတယ်အခုချိန်မှာတော့ကျွန်တော်တို့အားလုံးတူကွာမတ်တရဲ့လျက်ပရိသတ်တခြင်းအိမ်ထောင်မှာမြစ်တာကျူကိုတူကွာကျူဝေးတည်ဆိုကြရအောင်ပြီးသွားတဲ့အခါမှာကျွန်တော်တို့အဖယူဆရာကြီးကနေပြီးတော့မှကောင်းချီးပေးခြင်းနဲ့အစီအစဉ်ပြုတ်သိမ်းသွားဖို့ဖြစ်ပါတယ်ဒါပေမဲ့အစီအစဉ်ကတော့ပြီးသေးဘူးเนาะသူတို့မင်္ဂလာမောင်နှံနဲ့အဖွဲ့ထွက်ခွာပြီးတော့မှကျွန်တော်တို့အစီအစဉ်ဆုံးသက်သွားမှာဖြစ်ပါတယ်ဒါတော်ယေရှုခရစ်တော်ကျေးဇူးတော်နဲ့ကရုဏာတော်တန်ရှင်တော်ဝိညာဉ်တော်ဖျက်လမ်းပြပူဆောင်ခြင်းနဲ့တူပါရှိခြင်းကျွန်တော်ထဲမှာဝိညာဉ်တော်ကျင့်ဝတ်လက်မေတ္တာရဖွေးခြင်းကောင်းခြင်းမင်္ဂလာဖြစ်ဖြစ်ဒီအထူးသဖြင့်ဒီနေ့ကိုရရှင်ရှိမောင်မာတော်လကောင်ဧပရိသတ်ရှိမောင်မာတော်လကောင်တန်ရှင်တော်ထိမြလက်ထချင်းဖြင့်အင်းထောင်တိဖြစ်တော်ဇနီးမောင်နှံပေါ်မာတော်လကောင်နာဖက်တော်မိဘမြာအပေါ်မှာတော်လကောင်းလာရောက်မေတ္တာပြတ်တာကြောက်ကုန်တော်ကျွန်တော်အားလုံးအပေါ်မှာတော်လကောင်းယခုမှစ၍အစဉ်အမဲတည့်ရောက်တည်ရှိတည်နေပါရှိတော်အာမင် Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ ဒုက္ခတဆုဖိတော်မူသောဖခင်ခမည်းတော်မိတ္တာဒါတော်ယေရှုခရစ်တော်ကျေးဇူးတော်နဲ့
ကျမတို့နောက်ဆုံးစီစဉ်မင်္ဂလာမောင်နှံနဲ့ဖွဲ့ထွက်ခေါ်ဖြစ်ပါတယ်ချိန်ယူပေးကြပါနေရာယူပေးကြပါအားလုံးလက်ခုပ်တီးပြီးတော့မှဟောပါပေးကြရအောင်